ရှိမှအစာကျွင်းရဲ့နောက်ကခွက်ကိုယူသွားလောက်အောင်ဆိုကြတယ်အဲ့တော့သူတို့ရေတိုက်ခြင်းတဲ့အခါရေခွက်တွေမရှိတော့ဘူးဆိုရင်လမ်းဘေးမှာတွေ့တဲ့အရာတွေနဲ့ပဲတောက်လို့ရအောင်ကြံဖန်လုပ်ပေးရတယ်ရေတော့ရေတောင်နေကြတယ်ဆိုပေမဲ့မြောင်းရင်တော့တောက်ဖို့မရှိတဲ့နေရာတွေမှာရေကိုခက်ခဲရှာကြံပြီးတော့တောက်လို့ရအောင်လုပ်ပေးဖြစ်ခဲ့တယ်ရခလေးဒါရေလာတာလာရေလာတာရေတာရေတော့တောက်ရေတော့ကြောင်လေးဘူးလဲဟာရေမတောက်